မြန်မြန်လျှောက်ကြဟဲ့ဒီနေ့ရုံနောက်ကြလို့မဖြစ်ဘူးတထေးဆူလိုက်မယ် စိတ်မပူပါနဲ့ဟာငါတို့အချိန်မီရောက်ပါတယ်ဘယ်ကိုသွားကြမလို့လဲငါ့ကိုကြော်ပြီးသွားလို့ရမယ်ထင်နေလားဒုက္ခပါပဲငါတို့ကိုတော့စားတော့မယ်ထင်တယ်ကစမ်းပြောစရာကောင်းအောင်ကြပြစမ်းဒါမှငါအရက်တောက်လို့မြိန်ပါ ကောင်းဝင်မစားပဲထားမယ် သူမူးနေတော့ငါတို့ထွက်ပြေးဖို့လမ်းရှာကြရအောင်တုံကစမ်းဒီစီးချက်တိုင်းညီညီညာညာကြပြစမ်းဘဲညာအမောဆူနေပြီကွာဒီမျိုးကြီးကပချိန်မှရက်မှာလဲ အားလုံးစိတ်ကြေးချမ်းသာတာအနားရည်ကြီးကြောက်စရာကောင်းတဲ့ရှိတ်မြက်စိတ်တော့ပြီးဆုံးသွားပြီဟဲ့ရန်လိုက်စမ်းဒီမှာအမိမ့်မြပဲဘလူးကပွဲလုံးနေရ ဘာကိုမိတ်လာပေးနေမင်းကဘာတူလဲပြော ဒီတော့ရဲ့တာဝန်မှုမာကြီးလက်မှတ်ပါလေဖားလေးတွေကိုပြန်လှုပ်ပေးလိုက်တော့ဗျဒါပဲနော် အေးပါကွာ